မင်္ဂလာပါကျွန်တော်ဗီဒီယိုကနေပြန်လဲကြိုဆိုပါရစေဒီနေ့လဲတင်းနှင်းကုန်နေညဖြစ်တဲ့အတွက်ပွဲစဉ်ပွဲကောင်းတွေကတော့တော်တော်များများရှိပါတယ်ဒီထဲမှာကျွန်တော်အကြိုက်ဆုံး၃ပွဲကိုညီကိုတွေကိုရွေးထုတ်ပေးတော့မှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့မာလော့ကာနဲ့ဒါဘလကာနိုပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာပေးထားတာကတော့ဒီမာလော့ကာကနေဒါအိမ်ကွင်းကနေ level 50ချုံပေးတယ်ဂိုးပေါင်းကြီးမှာနှလုံးအပြည့်ချုံပေးပါတယ်ဒီပုံစံကြည့်ရတာအိမ်ကွင်းဒါ level 50ချုံပေးပြီးတော့ဂိုးပေါင်းကြီးမှာနှလုံး50ချုံပေးထားတယ်ဆိုတာကပြောရမယ်ဆိုရင်ဒါကဂိုးအောင်မဲ့ကြီးကိုပေးထားတာလို့ကျွန်တော်မြင်နေကျွန်တော်ညီကိုတွေကိုအမြဲတမ်းပြောနေတဲ့အတိုင်းပေါ့နော်ဒါ body ကြီးမှာဒါ level 50ချုံဒီပြီးတော့ဒီ level အပြည့်ချုံဒီပုံစံမျိုးပေးပြီးတော့ဂိုးပေါင်းကြီးကြရင်ဒါနှလုံးကိုမကျော်သုံးလုံးမပြည့်တဲ့ကြီးတွေဆိုဒီပုံစံကြီးတွေကဂိုးအောင်ကြီးလို့တတ်မှတ်ပါတယ်ပြီးတော့ဂိုးပေါင်းကြီးတွေသုံးလုံးကိုကျော်ထားပြီဒါသုံးလုံး50ချုံတော့သုံးလုံးအပြည့်ချုံတော့ဒီပုံစံမျိုးဖြစ်သွားပြီဆိုဒါကဒါဂိုးပေါ်ကြီးလို့တတ်မှတ်တယ်ပေါ့နော်များသောအားဖြင့်ဒါကြောင့်ဒီနေ့ပေးထားတဲ့ပွဲမှာဒါ level 50ချုံနဲ့နှလုံး50ချုံပေးထားတာဖြစ်တဲ့အတွက်ဒါဂိုးအောင်မဲ့ကြည့်လို့တော့တတ်မှတ်လို့ရတယ်မာလော့ကာနဲ့ဘလကာနိုကြည့်ရမယ်ဆိုလက်ရှိခြေစွန်းပိုင်းအရာကြည့်ရမယ်ဆိုရင်တော့ဘလကာနိုဘက်ကတာနေတာမှန်တယ်ဒါပေမဲ့တစ်ဖက်အိမ်ကွင်းမာလော့ကာကဒါဘာလို့ကြည့်ပြီးလာလဲဆိုရင်အိမ်ကွင်းအားသာရှိတယ်ပြီးတော့ဒါသူ့အနေနဲ့တန်းစင်းစုံရုံးအားပေါ့နော်ဒီတန်းစင်းစုံကလွတ်အောင်ရုံးမယ်တန်းစင်းစုံလုံးအောင်ရုံးအားရှိတယ်ဒါကြောင့်အိမ်ကွင်းကနေ level 50ချုံပေးလာလို့ကျွန်တော်အနေနဲ့မြင်တယ်ပေးလေပေးတဲ့ကြီးပါပြောရမယ်ဆိုခြေစွန်းပိုင်းအရာတော့ဒါဘလကာနိုကဒါတာကောင်းတားလိမ့်မယ်ဒါပေမဲ့ဒီနေ့မှာတစ်ဖက်မာလော့ကာကတန်းစင်းစုံရုံးအားလည်းရှိတယ်ပြီးတော့ဒါအိမ်ကွင်းအားသာရှိလည်းရှိတယ်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့မာလော့ကာဘော်ဒီကိုကြိုက်ပါတယ်အကြိုက်တွေညီကိုတွေလိုက်ဆိုပါနောက်ထပ်တစ်ပွဲသွားပါမယ်နောက်ထပ်တစ်ပွဲကတော့ဒါဂျာမန်ရဲ့ပွဲပါဒီစတူကန်နဲ့ဒီဟမ်ဘာဂါတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဟမ်ဘာဂါပေါ့နော်ဘလို့ခေါ်မလဲတော့မသိဘူးဟမ်ဘာဂါပေါ့စတူကန်နဲ့ဟမ်ဘာဂါပွဲစဉ်မှာအိမ်ကွင်းကဒါစတူကက်ကတစ်လုံးကိုအပြေချုံပေးတယ်ဂိုးမုံကြီးမှာ၃လုံးကိုအပြေချုံပေးတယ်ဒီပုံစံကမျက်တတဲ့ကြီးလို့ကျွန်တော်အနေနဲ့မြင်နေပြီးတော့စတူကက်အနေနဲ့အောက်ကလီဗာကူစင်အနေနဲ့ဒါလိုက်လာပြီပေါ့နော်စတူကက်အနေနဲ့ဒါချန်ပီယံလိဂ်ဝင်ခွင့်တနေရာကိုဒါအောက်ကလီဗာကူစင်ချင်းကြောက်နေပြီဖြစ်တဲ့အတွက်ဒါသူ့အနေနဲ့ပွဲစဉ်တွေကိုလွှဲချော်လို့မရတော့ဘူးပြီးတော့ဒါယူဘာလေးလည်းကန်စရာမရှိတော့ယူဘာလေးကလည်းထွတ်သွားပြီဖြစ်တဲ့အတွက်ကြောင့်ဒါအမှတ်ပေးစရာကိုသူ့အနေနဲ့အာယုံစိုက်ပြီးကန်လို့ရတဲ့အနေအထားတွေဖြစ်သွားပြီပေါ့နော်ဒါစတူကန်အနေနဲ့အမှတ်ပေးဖျားကိုဖလားကိုပဲအာယုံစိုက်ကန်မဲ့အခြေအနေမှာရှိရဲဒါကြောင့်ဒါအိမ်ကွင်းကနေ level sorry ကတလုံးကိုအပြည့်ရှုံးထိပေးထားလို့မြင်နေပေးထားတဲ့ကြီးအရာခဏပြောသလိုပဲဂိုးပေါင်းကြီးက၃လုံးကိုအပြည့်ရှုံးထိဖြစ်သွားတာဖြစ်တဲ့အတွက်ဒီနေ့ပွဲကဂူးပေါ်မဲ့ဘက်ကိုလည်းပိုလိုရောက်တယ်လို့ကျွန်တော်အနေနဲ့ပြောလို့ရတယ်တစ်ဖက်ဒီဟမ်ဘာဂါအနေနဲ့လည်းအဝေးကွင်းကနေပြီးတော့ဂိုးသွင်းလာနိုင်ခြင်းရှိတယ်ဒီပွဲကပြောရမယ်ဆိုရင်3-1လောက်ထိတွားရင်တွားမယ်ဒါမှမဟုတ်ရင်3-0တွားရင်တွားမယ်3-0 3-1ဒီပုံစံတော့တွားမယ်လို့ကျွန်တော်အနေနဲ့ခံမှန်းတယ်ဒါကြောင့်ဒီနေ့မှလည်းကျွန်တော်အနေနဲ့ဒါအိမ်ကွင်းစတူကက် body ပေါ့နော်ဒီပွဲမှာလည်းအိမ်ကွင်းစတူကက် body ကိုပဲကြိုက်မိပါတယ်အကြိုက်တွေ့ညီကိုတွေလိုက်စော်ပါနောက်ဆုံးတစ်ပွဲပဲကြံပါပြီဒီပွဲကိုမပြောခင်ဒါညီကိုတွေအနေနဲ့ပေါ့နော်ကျွန်တော် YouTube channel ကို subscribe မလုပ်ရသေးတဲ့ညီကိုတွေရှိရင် subscribe လေးလုပ်သားပေးကြပါ subscribe ဆိုတာလည်း free လုပ်ရတာဖြစ်တဲ့အတွက်ဒါမနဲ့နာဘူးပေါ့နော်ဒီ၃ပွဲထဲမှာတစ်ပွဲအကြိုက်ဆုံးတစ်ပွဲကိုတော့ကျွန်တော်ဒါ Telegram မှာတင်ပေးပါမယ် Telegram ကိုမ join ရသေးရင်လည်း join ထားပါTelegram link ကိုတော့ဒီဗီဒီယိုရဲ့ comment မှာကျွန်တော်ရှာထားပေးပါမယ်နောက်ဆုံးတစ်ပွဲကိုသွားပါမယ်နောက်ဆုံးတစ်ပွဲကတော့ Italy area ပွဲစဉ်မှာပါမာနဲ့နာပိုလီပွဲစဉ်ဖြစ်ပါတယ်နာပိုလီအနေနဲ့ဒါအဝေးကွင်းကနေလာပြီးတော့တစ်လုံးကို50စားပေးတယ်နှလုံးကို50ချုံပေးတယ်ဒီပုံစံကြီးတွေကနည်းနည်းတော့ကြောက်ဖို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတစ်လုံး50ချုံနဲ့နှလုံး50တစ်လုံး50စားနဲ့နှလုံး50ချုံနည်းနည်းကက်နေတဲ့အနေအထားမှာရှိတယ်ဗျာပြီးတော့ဒါအဝေးကွင်းကနေတစ်လုံး50စားပေးပြီဆိုရင်နည်းနည်းတော့ကြောက်ရတဲ့ကြီးတွေဖြစ်တယ်ပြီးတော့ဒါမအောင်တက်တဲ့ကြီးတွေပေါ့ဗျာဒါ1-1တို့0-0တို့ဒီပုံစံမျိုးတည်ဖြစ်သွားတဲ့ပွဲတွေကများတယ်ပေါ့နော်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ဒါ body ကြီးပေးထားတဲ့ body ကြီးကိုမကြိုက်တာဖြစ်တဲ့အတွက်ကြောင့်ဂိုးပေါင်းကြီးကိုပဲဦးစားပေးပြီးရွေးချယ်သွားမယ်ပါမာနဲ့နာပိုလီနောက်ဆုံးအနည်းဆက်ဆုံးကစားထားတဲ့9ပွဲအထိကြည့်ရမယ်ဆိုရင်9ပွဲမှာ4ပွဲကဂိုးအောက်တယ်တစ်ပွဲပဲဂိုးပေါ်ထားတယ်ပါမာလည်းအေးတိုင်းပဲပါမာလည်းနောက်ဆုံးကစားထားတဲ့9ပွဲမှာ4ပွဲဂိုးအောက်တယ်တစ်ပွဲပဲဂိုးပေါ်တယ်နာပိုလီဘက်ကကြည့်ရမယ်ဆိုနာပိုလီနောက်ဆုံးကစားထားတဲ့အနည်းဆက်ဆုံး9ပွဲမှာသူ့အနေနဲ့ဒီအနည်းကဆုံး2ပွဲကဂိုးအောက်ပြီးတော့ကျန်တဲ့3ပွဲကဂိုးပေါ်ထားတာကိုတွေ့ရတယ်ပြောရမယ်ဆိုဒီ2သင်းကတွေ့နေကြအတိုင်းပဲအမြဲတမ်းတွေ့တိုင်းဂိုးအောင်နေတတ်တဲ့အသင်းဖြစ်တယ်လို့ဒီနေ့ပေးထားတဲ့ကြီးကလည်းဂိုးအောင်ကြီးကိုပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာဒါကြီးအရာရွေးချယ်ရမယ်ဆိုရင်ဂိုးအောင်ကိုပဲကြိုက်ပါတယ်အကြိုက်တွေညီကိုလိုက်စော်ပါဒါဆိုကျွန်တော်ဒီနေ့စုစုပေါင်း3ပွဲပြောပြီးသွားပါပြီဒီ3ပွဲတည်းကမှအကြိုက်ဆုံးတပွဲကိုတော့ကျွန်တော် Telegram မှာတပွဲကောင်းအနေနဲ့တင်ပေးပါမယ် Telegram ကိုမ join ရသေးတဲ့ညီကိုတွေရှိရင်လည်း Telegram ကို join ထားပါ Telegram link ကိုတော့ဒီဗီဒီယိုရဲ့အောက်မှာ share ပေးထားပါမယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲညီကိုတွေအားလုံးပဲမနစ်ဖြန်ကြရင်အပေါင်းပြနိုင်ကြပါစေခင်ဗျ